မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့အမေရိကန်ဗိုလ်ချုပ်ဖရန်ဒီမီရဲဦးဆောင်တဲ့ဗော်လန်တီယာစစ်သား3000ဟာမိုင်မောင်း950လောက်ခြေချင်းလျှောက်ပြီးမြေကြီးနားကိုသိမ်းပိုက်ထားတဲ့ဂျပန်တပ်တွေကိုတိုက်ထုတ်နိုင်ခဲ့တဲ့မီရဲစ်မူရာဒါဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလတ်စာ1942ခုနှစ်မှာဂျာမနီတပ်တွေကကမ္ဘာအရှေ့ပြပိုင်းကိုလှိမ့်သိမ်းနေတဲ့ချိန်မဟာမိတ်ဖြစ်တဲ့ဂျပန်တပ်တွေကလည်းအာရှတိုက်ထဲကိုအလုံးနဲ့အရင်နဲ့ရောက်လာကြတယ်ဗမာပြည်ကအရေးပါတယ်လီချောင်းခြေဆိုင်စကန်ရှိတဲ့မြစ်ကြီးနားကိုသိမ်းပိုက်ပြီးချိန်မှာအင်္ဂလိပ်တပ်တွေလည်းအိန္ဒိယကိုဒေါ်လန်ကနေအကုန်ပြန်ဆုတ်ခဲ့ကြရတယ်1944မှာဗိုလ်ချုပ်မီရဲဦးဆောင်ပြီးဗော်လန်တီယာစစ်သား3000နဲ့တပ်စုကလည်းဂျပန်တပ်တွေရဲ့ပီမာစကန်ဝါလောဘုံကိုသိမ်းပိုက်ဖို့စစ်ကြောင်း3ကြောင်းခွဲပြီးခြိတက်လာခဲ့ကြတယ်3လလောက်ခီးဆက်ပြီးမှရန်သူစကန်နဲ့နီလာလို့တတိထားသွားရင်ဂျပန်အမြောက်တပ်နဲ့တူတော့အပြစ်ခံရပြီးအမိတ်ပေးနေတဲ့ဂျပန်ရရှိကိုခြုံခိုးအရင်ရှင်းပစ်လိုက်တယ်ပြီးမှကျန်တဲ့ဖွဲ့တွေကဘီပက်ပက်လေကညက်တိုက်လိုက်တော့အမြောက်တပ်ကိုသိမ်းပြီးသူတို့တက်ခွဲမှုတွေအကုန်ပြန်ဆုလိုက်တယ်။ပုံမူစတော်တို့တက်ခွဲကိုရှေ့ပြေးလွတ်ပြီးအကုန်လုံးချိတ်ဆက်ပြီးမှအလစ်ဝင်တိုက်ကြတော့သူတို့တက်တွေလည်းအကြဆုံးရှိသလိုဝါလောဘုံကိုလည်းသိမ်းပိုက်နိုင်ခဲ့ကြတယ်။စတော်လည်းတိုက်ပွဲမှာကြာသွားတဲ့ရေဘော်တွေအတွက်အိမ်တွေကိုစာရေးနေသလိုသူရဲ့တပ်သားတွေကလည်းအိမ်ပြန်ဖို့ကိုထိုင်မျှော်ရင်ဘီရှာစစ်သားတွေရောက်လာခဲ့ကြတယ်။သူတို့ပြန်ရတော့မယ်ထင်တယ်ပျော်နေကြပေမဲ့မြစ်ကြီးနားသွားကြမှာဆိုလို့ဂျပန်တပ်တွေကိုကြောပြီးမိုင်900လောက်ရှောက်ရမှာကိုဝိုင်းပြီးတနာပေးလိုက်ကြတယ်။ပိုဂျီစတီဝဲရောက်လာမှာဘီရက်တပ်တွေကိုပါရှာတရိုက်ရထားလန်တလျှောက်သိမ်းပိုက်ပြီးမြစ်ကြီးနားကိုဆက်တက်ဖို့အတွက်အမိန့်ပေးလိုက်တယ်။ဘီရက်လည်း6လလောက်ခီးဆက်ရမယ်အခြေအနေကိုကြည့်ပြီးသူတပ်သားတွေအတွက်ညီလိုက်ပြီးမဲ့လက်မခံပဲသူ့အဖွဲ့ကိုတော့မရော်တာလိုနာမည်ပေးသွားလိုက်တယ်။အားလုံးကတော့ပြန်ကြရတော့မယ်ထင်တယ်ပျော်ပွဲရွှင်ပွဲတွေလုပ်ကြရင် stock ကိုခေါ်တယ်ဆိုတော့သူတို့တွေပြန်ရတော့မယ်ဆိုတာကိုတွေးပြီးအနောက်ကနေလိုက်သွားခဲ့ကြတယ်ဘီရဲရဲ့စကားတခွန်းကြောင့်အားလုံးရဲ့အပျော်လေးတွေပျောက်ပြီး store နဲ့သူတို့တက်ခွဲလဲရှီပြေးအနေနဲ့တောကြီးတဲ့ကုန်တောက်တစ်ခါပြန်ထပ်တိုးဝင်ရတယ်ဘီရဲလည်းနှလုံးသွေးကြောချင်းယောဂဖြစ်နေတာတော့သူတက်သားတွေအားရော့မှာဆိုလို့ဒေါက်တာကမပြောခိုင်းပဲခရီးဆက်ထွက်နေခဲ့တယ်တပ်သားတွေလည်းရိတ်ခါပြက်ရေပြက်နဲ့ငှက်ဖျားတွေတိုက်ဖိုက်တွေခံစားပြီးကြောင်တောင်တောင်တွေဖြစ်လာလို့ပစ္စည်းတဲလာတဲ့မြင်းကိုပဲမျက်စောင်းထိုးနေကြတယ်။ရထားလမ်းပြင်ရတဲ့ချိန်မှာအကုန်လုံးအပြတ်တက်သွားမှာမီရဲကရိတ်ခါလာချမယ့်အချိန်ကိုမဆောင်တော့ပဲဂျပန်တွေကိုတိုက်ပြီးမှစားဖို့အတွက်လွန်ထဲကိုပြန်ဆင်းခိုင်းကြတယ်။အားလုံးဆက်သွားကြပေမဲ့ခိုးပြီးတော့ရိတ်ခါသွားကောက်တဲ့တယောက်ကတော့အပြစ်ခံလိုက်ရပြီးရှာသတ်ကိုဝင်တိုက်တဲ့ချိန်မှာဂျပန်တွေလည်းစတိုင်လေးတွေနဲ့လဲလဲသွားကြတယ်ကွန်ကရစ်တုံးတွေကလည်းဝန်ကပါလိုဖြစ်နေတော့ပတ်ချလည်းလှက်ပြစ်နေရပြီကံကောင်းတဲ့လူတွေလောက်ပဲအသက်ရှင်ကြံရခဲ့ရတယ်ရှော့ထရက်ကသိပြီးချိန်မှာတော့စတော်လည်းရေစင်းစိန်နေမှာအော်တန်ကြားလို့သွားကြည့်တော့ထမင်းရင်ရှာနဲ့ဒဏ်ရာရနေတဲ့ကောင်မလေးကိုတွေးလို့ခေါ်လာပြီးဆေးကုပေးလိုက်တယ်သူတို့ရောက်နေတဲ့ရွာကလည်းမသိမ်းမြေရွာဆိုတော့အကုန်ထမင်းရင်ရှာနဲ့ဂျုံဂျုံကြနေတဲ့စစ်သားတွေကိုစားတောက်တွေလာကြွေးကြတယ်မြေတာရောထမင်းရောငတ်နေကြတဲ့ငနေတွေလည်းပလဲတွေပါတွေခါပြီးဒေါက်တာကလည်းဆေးလိုက်ကူပေးရင်သူ့လူတွေမှာစစ်တိုင်နိုင်တဲ့အင်အားမရှိသေးလို့အနားယူဖို့ပြောလိုက်တယ်စတီဝဲကလည်းဂျပန်တွေအိန္ဒိယတွေရောက်ကုန်ကြလို့သူတို့မြေကြီးနားကိုမြမြသိမ်းဖို့အတွက်လှမ်းပြောလာတော့ဘီရဲလည်းသူ့ရဲ့ဂျုံကြုံကြစစ်သားတွေကိုပြန်လိုက်ကြည့်ခဲ့တယ်ဘီရဲကတော့အားလုံးရဲ့ဝေဒနာတွေကိုပြက်ကွယ်ပြူပြီးမြေကြီးနားကိုဆက်တိုက်ဖို့ပြောလာတော့သူတပည့်အရင်စတော့ကိုရိုင်းအောင်တင်းသွားတယ်ဗော်လန်တီယာတွေလည်းနောင်နာတွေရပြီးကြောက်တောင်တွေကုတ်ကတ်တက်ရင်ပြုတ်ကြပြီးတည်တဲ့လူကတည်အမောဆိုပြီးတည်တဲ့သူကတည်နဲ့မြေကြီးနားကိုရောက်လာခဲ့ကြတယ်ဂျပန်တွေကလည်းကချင်ပြည်ကိုလာပါတကယ်ပြောတယ်နော်နဲ့စောင့်ကြိုနေကြပြီမီရှူမီပန်တွေလှော်လိုက်လို့စတော့တို့တွေလည်းဂျုံဂျုံကြနေတာတွေမိတ်ကုန်ကြတယ်မောင်မောင်မမဲမှာကုန်းနဲ့ခြားကြရင်စတော်လက်တယောက်ပဲကြံတော့တယ်မှတ်နဲ့သူ့လူတွေခေါ်ကြည့်တော့ဂျပန်ရောက်လာလို့ကံကောင်းပြီးမသေးတယ်တကြလုံးထိုင်ဆောင်ပြီးမနက်လင်းမှာကချင်ပြည်မှာပြောတဲ့ဂျပန်တွေလည်းတော်ပြီးတက်လာကြတော့ထိုင်ကနေစောင့်ပစ်လိုက်တာအကုန်ပြန်ပြေးကုန်ကြတယ်မီရဲတို့တခြားဖွဲ့တွေကလည်းလင်းရင်ကွင်းထဲကိုရောက်ကုန်ကြပြီးစစ်ကူလန်တောင်းနေလို့ဘီရဲလည်းသူ့လူတွေကိုသွားဖို့ပြောနေတော့မှပဲလဲကျသွားခဲ့တယ်။ဗော်လန်တီယာ3000မှလည်း100ကျော်သာကျန်ပြီးကျန်တဲ့လူတွေလည်းတယောက်မှအကောင်းမရှိပဲဆက်ချီတက်လာရင်မြစ်ကြီးနားကိုသိမ်းပိုက်နိုင်ခဲ့ပြီးဇလန်လေးကလည်းပြီးဆုံးသွားပါပြီ။ဒီဇက်ကားလေးမှာပြီးကျင်တဲ့ message ကတော့ကချင်ပြည်ဟာခေတ်အဆက်တွေကရာဇဝင်နဲ့ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။